အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့သူတော်အောင်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးနော်မနေ့ပြန်29ရက်နော်8လ2026ကြာသာပတိနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီကြာသာပတိနေ့နေကုံစားနော်ဝမ်းငိမ့်လေးတွေမိန်ခွက်ကလေးတွေပတ်သီးလေးတွေထပ်မှန်ပြီးလာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့လို့ရအောင်ကဲစေတာနဲ့တင်ပေးတာဖြစ်လို့ပေါ့လို့ရလို့လေဘာမှပေးစရာမလိုပါဘူးအားလုံးပဲနော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးပေါ့နော်ကဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေစီးပွားလက်လောက်ပါတွေလည်းတိုးတက်ကြပါစေလို့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲဒီနေ့เนาะဗုဒ္ဓဘုနေ့လေးမှာတော့ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအားလုံးเนาะကျွန်တော်စီမှာဗုဒ္ဓဘုမကျော်เนาะအာမကန်အထူးမွေးကွက်အဖွဲ့ဝင်ထားတဲ့ညီကိုမောင်နှမတွေအားလုံးเนาะကဲဒီနေ့เนาะ88မိန်းတကွက်ကောင်းဗုဒ္ဓဘုမကျော်တဲ့မွေးကွက်ထွက်သွားပါပြီအားလုံးပဲရကြလိမ့်မယ်เนาะကဲကျွန်တော်စီမှာเนาะဗုဒ္ဓဘုမကျော်အာမကန်မွေးကွက်ယူထားတဲ့ညီကိုမောင်နှမတွေအားလုံးပဲအဆင်ပြေလားเนาะမိန်တကွက်ကောင်းဆိုမှတကွက်ကောင်းဗျာเนาะကဲထွက်သွားပြီဘယ်သူတွေဘလာဖို့ရတယ်ဆိုတာကိုယ့်ဘက်ကိုကွန်မန့်လေးတွေထဲမှာဝင်ပြီးတော့မှန်ပေးသွားလိုက်ပါเนาะပရိသမားတွေဆိုလို့ရှိရင်လည်းကျွန်တော်ဇာတိုးလိုက်တဲ့ညီကိုမောင်နှမတွေဒီနေ့ဆိုရင်နေကုန်ရကြလိမ့်မယ်เนาะကျွန်တော်ဒီတစ်ပတ်မှာထုတ်ထားတာမပြောက်တဲ့ဇာတိုးအနေနဲ့အစောဆုံးလာမယ်658เนาะအခုကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့တနင်္လာနေ့မှာထွက်တယ်เนาะကျွန်တော်ရဲ့ကိုရီမတွေအားလုံးပဲအခုဗုဒ္ဓဟူးနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့เนาะမနက်ပိုင်းမှာ8ထွက်တယ်ညနေပိုင်းမှာ9ထွက်တယ်စာတိုးတွေเนาะအားလုံးရကြလိမ့်မယ်ကဲဘယ်သူတွေဘလာဖို့ရတယ်ဆိုတာကိုယ့်ဘက်ကိုကွန်မန့်လေးတွေထဲမှာဝင်ပြီးတော့မှန်သွားပေးလိုက်ပါချစ်မိတ်ဆွေတွေအားလုံးเนาะမနေ့ပြန်ကျွန်တော်29ရက်နေ့ကြာသာပတိနေ့နေကုံစာမှာလည်းအကြိုက်ဆုံးအကောင်းဆုံးဆိုတာလေးတွေကိုရွေးချယ်ပြီးလာတင်ပေးတာဖြစ်တယ် Facebook ကညီကိုမောင်နှမတွေဒီပြောပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်တယောက်မြင်တယောက်ရှယ်နှစ်ယောက်မြင်နှစ်ယောက်ရှယ်လိုက်လက်မှာအသေးလေးတွေနဲ့ဝင်းရံပေးထားပါเนาะကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့ရအောင်ကဲဒါဆိုရင်เนาะ29ရက်နေ့ကြာသာပတိနေ့နေကုံစာဘိုင်းနေနဲ့ဆိုရင်3ညပိုင်း3ပါ3ညပတ်တီ3ညပတ်တီ3ပတ်တီပေါ့เนาะကဲ3ညနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်3ည8 3ည6 3ည9 3ည2เนาะကဲဒါ3ညနဲ့ပတ်သက်တဲ့ main ကွက်ပါ3ည8 3ည6 3ည9 3ည2ပါ3ညနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကဲ3နဲ့ပတ်သက်တာကတော့38 36เนาะ3ခွန်3နှစ်ပဲဖြစ်ပါတယ်38 36 3ခွန်3နှစ်ပဲဖြစ်ပါတယ်3နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ရွေးကွက်ပါကဲကျွန်တော်ထုတ်ပေးတဲ့ main ကွက်ရွေးကွက်မကြိုက်လို့ကိုလုံးမိုင်ကိုကြရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်အားအကောင်းဆုံးဝမ်းချိန်သည်3 3ညဝမ်းချိန်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့ခြင်းနဲ့ချင်းမိတ်ဆွေတွေအားလုံးเนาะကြာသာပတိနေ့နေကုံစာမှာအားအကောင်းဆုံးပတ်တိသည်3ပတ်တိ3ညပတ်တိဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လေဘာမှပေးစရာမလိုပါဘူးကဲအခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်နဲ့ကြာသာပတိနေ့မှာအားလုံးပဲကံကောင်းကြပါစေ